ခိုင်နှင်းဝေဘက်ကအိမ်နဲ့အလုပ်ပေးတာတောင်ကလေးကိုစွန့်ပစ်လို့ဝေဖန်ခံနေရတဲ့မိခင်အားလုံးပဲမင်္ဂလာပါခိုင်နှင်းဝေကကလေးတွေကိုသာကဲတင်ပေးတာမဟုတ်ပဲခုနောက်ပိုင်းမှာဆိုရင်စေကူတာပေးတာအပြင်မိခင်နဲ့ကလေးအတူရှိဖို့ပါလှုပ်ဆောင်ပေးနေတာပါကလေးတွေကိုသူမစီစွန့်ပစ်တာထက်အတူရှိနေနိုင်အောင်ဆွမ်းဆောင်ပေးနေတာမျိုးပါလက်တလုံးမှာဆိုရင်လေကားကြောင့်ခြေထောက်မကောင်းတဲ့တရားအောက်ကသမီးလေးကိုစေကူတာပေးခဲ့တာပါရှင်ဒါအပြင်သမီးလေးရဲ့မိခင်ကခင်မိုးမရှိပဲတရားအောက်မှာပလုံကောက်ရတဲ့အပြင်လာသားရွယ်ကလေးပါရှိနေတာပါဒါကြောင့်မလို့မိခင်နဲ့သမီးတို့အတွက်နေဖို့ထိုင်ဖို့ပါစီစဉ်ပေးထားတာပါရှင်တရားအောက်မှာနေတာကမသိတော်လို့နေရာစီစဉ်ပေးထားတာပါဒါကမှမိခင်ဖြစ်သူကမီဒီယာတွေကိုခေါ်ကတရားအောက်ကိုသာပြန်သွားခြင်းကြောင့်ဖွင့်ရလာခဲ့တာပါသမီးလေးကိုစေကူတာပေးပြီးတဲ့အချိန်မှာမွေးစားဖို့ကိုပါထပ်မံတောင်းဆိုခဲ့တာပါရှင်သမီးကြီးနဲ့လာသားရွယ်သမီးလေးကိုခိုင်နှင်းဝေစီပေးတော့မှလို့ပြောလာခဲ့တာပါဒါကမှသမီးကြီးလေးကမိခင်နဲ့သာအတူလိုက်ချင်လို့ငိုပါတယ်သမီးလေးကငိုနေလေမိခင်ဖြစ်သူကတော့ခိုင်နှင်းဝေပဲပေးမှလို့အသွင်သွင်းကိုပြောနေတာပါအိမ်ငှားထားတဲ့နေရာကလောက်ကင်စားတော့ဖို့အဆင်မပြေလို့ဆိုတဲ့အကြောင်းပြချက်ကြောင့်ဖြစ်ပါတယ်ဒါကြောင့်မို့ကလေးတွေကမိခင်နဲ့ခွဲခွာရမှာကိုမကြည့်ရတဲ့ခိုင်နှင်းဝေကပဲနောက်ထပ်တစ်မျိုးကိုစီစဉ်ပေးပြန်တာပါရှင်အဲ့ဒါကတော့မိခင်ဖြစ်သူကလေးတွေနဲ့မခွဲရအောင်လှုပ်ရှားဖို့အရင်နှီးထုတ်ပေးတာပါပဲ30ထုတ်ပေးထားတာဖြစ်ပြီးတခုခုလုပ်ပေးဖို့တိုက်တွန်းတာပါဒါအပြင်နေစရာအတွက်လည်းခိုင်နှင်းဝေကပဲဆက်ပြီးစီစဉ်ပေးထားပါတယ်ဒီလိုစီစဉ်ပေးတာကြောင့်မှမိခင်ကအဆင်မပြေပြန်ပဲကလေးကိုပြန်ပေးဖို့သာတာဆူနေတာပါဒီလိုတွေကြောင့်ခိုင်နှင်းဝေမှလည်းအမျိုးမျိုးနားချကပြောဆိုနေရပါတယ်ရှင်ကလေးတွေကလည်းငိုနေတဲ့အတွက်မိခင်နဲ့သာအတူနေစေချင်တာပါဒါကြောင့်မို့လဲတိုက်တွန်းပေမဲ့မိခင်ကနောက်ဆုံးမှလေကလေးကိုထားခဲ့ဖို့သာဆုံးဖြတ်လိုက်ပါတယ်သူ့အနားမှာကလေးတွေသာရှိရင်လှုပ်ရှားလို့အဆင်မပြေတာကြောင့်လို့ဆိုပါတယ်ရှင်ကလေးငယ်လေးကလည်းလာသားအရွယ်လေးသာရှိသေးတာမလို့အလုပ်ကိုဖြောင်းဖြောင်းမလုပ်နိုင်ပဲဖြစ်နေတာပါဒါအပြင်အကြီးမလေးကအခုဆိုရင်ကြောင်းထားရတော့မယ့်အရွယ်ဖြစ်လို့ကျောင်းစရိတ်လည်းလိုအပ်လာပါပြီအခြားစရိတ်အများကြီးဖြစ်လာမှာမလို့သူမမတက်နိုင်ကြောင်းသာတွေးနေတာပါရှင်ဒါကြောင့်မို့လဲခိုင်နှင်းဝေစီမှာထားရင်ပညာလည်းတက်မဲ့အပြင်ကျောင်းစရိတ်အတွက်လည်းအဆင်ပြေရလို့တွေးနေမိတာပါခိုင်နှင်းဝေကတော့မိခင်ဖြစ်သူကိုနောက်ဆုံးထိကလေးတွေကိုမထားခဲ့ဖို့သာပြောဆိုနေပါတယ်အခုလိုသာထားခဲ့ရင်တစ်သက်လုံးခွဲရမှာနော်လို့နားချလေရတယ်လို့သာဆိုနေတာပါတစ်သက်လုံးပြန်မတွေးရတော့ဘူးဆိုလဲလက်ခံကကလေးကိုသာထားပေးခဲ့ပါတယ်ဒါကြောင့်မို့လို့လဲခိုင်နှင်းဝေကကလေးတွေကိုခေယာစီကိုသာခေါ်လာလိုက်ရပါတယ်ရှင်ခေါ်လာခဲ့တဲ့တခြားလုံးလဲအကြီးမလေးကငိုနေတာပါသမီးကြီးလေးကသူ့ခြေထောက်ပြန်ကောင်းရင်မိခင်ကပြန်လာခေါ်မယ်လို့သာထင်နေတာပါရှင်ဒါလည်းပဲမိခင်ကထားခဲ့တာမလို့ခိုင်နှင်းဝေကတော့မကြည့်ရတော့ပါဘူးနော်သူ့အနေနဲ့လည်းဘလို့မှမလုပ်ပေးနိုင်လို့ခေယာကိုသာခေါ်လာဖို့သာတက်နိုင်ကြောင်းကိုအတိပေးလာခဲ့ပါတယ်ဒါကိုကြည့်ပြီးတော့လူတွေကြားမှာလေဒီလိုမိခင်ဆိုတာရှိလားလို့အံ့အသင့်နေကြသေးတာပါသမီးဖြစ်သူကိုတန်ရောစင်ဖြစ်နိုင်တဲ့မိခင်ရဲ့လို့အပြစ်တင်နေကြပါသေးတယ်ရှင်တကယ်ဆိုရင်ခိုင်နှင်းဝေစီစဉ်ပေးတဲ့အတိုင်းနေမယ်ဆိုရင်အဆင်ပြေနိုင်ပါတယ်လှုပ်ရှားဖို့လည်းရလို့အဆင်ပြေနိုင်ပေမဲ့ဘလို့မှကိုမနေနိုင်ပဲဖြစ်နေလို့ကိုဝေဖန်နေကြတာပါမိခင်မကလည်းသူ့အတွင်းနဲ့သူမလို့ဘလို့ပဲဝေဖန်ပါစေအခုဆိုရင်တရားအောက်မှာသူတကူလေးရုန်းကန်နေပါပြီပရိသတ်တို့ရောဒီလိုမိခင်အပေါ်ဘလို့ထင်မြင်မိလဲဆိုတာပြပြခဲ့အောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ